ဒီမေးခွန်းလေးမေးထားတာကဘယ်ဘက်ရင်ဘက်မှာနဲ့ကြောအောင်နဲ့တခါအောင်ရင်နိုင်ဝက်ကြတယ်တက်ရှူလို့မရဘူးဘယ်ဘက်ကိုစောင်းအိမ်မှာတက်တာတယ်ဆိုတော့ဘာဖြစ်နိုင်လဲဆိုတာတစ်ချက်လောက်ကြည့်ကြရအောင်เนาะအားလုံးပဲမင်္ဂလာပါကျမအကကြိုက်တဲ့ဆရာဝန်မလေးဒေါက်တာတနန်းဆွေဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်တို့ဘယ်ဘက်ရင်ဘက်မှာဘာတွေရှိလဲဆိုတာတစ်ချက်စဉ်းစားကြည့်မယ်เนาะအပေါ်ကနေကြည့်ရင်ဘယ်ဘက်ရင်ဘက်ကကြွက်သားလေးဒီစောက်ထားမယ်ကြွက်သားရဲ့အောက်မှာနံယူရှိမယ်နံယူအောက်မှာအဆုပ်ရှိမယ်ပြီးနှလုံးရှိမယ်ပေါ့အဲ့ဒါကိုတစ်စင်းချင်းစဉ်းစားမယ်ဆိုလို့ရှိရင်ဘယ်ဘက်ရင်ဘက်ကဘာဖြစ်လို့အောက်နိုင်လဲဆိုတဲ့အဖြေကိုရလာပါမယ်เนาะဘယ်ဘက်ကကြွက်သားအောက်နာလဲဖြစ်နိုင်တယ်ကြွက်သားပဲချိန်အောက်မယ်ကျွန်တော်တို့မာဆယ်လေးလေ့ကျင့်ခံလုပ်တဲ့ချိန်weight တီထမ်းတဲ့ချိန်ဒီဘက်ကိုတယောက်ကထူးမိရထိုင်မိရဖြစ်တဲ့ချိန်မှာလည်းအောင်တက်ပါတယ်နောက်ထပ်တစ်ခုကအယိုးတွေပါကျိုးသွားတာပေါ့နော်ဒီကြက်သားတွေအောက်မှာအယိုးရှိရပေါ့ထိခိုက်ဒဏ်ရာရလို့တခုတိုင်မိလို့အယိုးကျိုးသွားတယ်ဆိုရင်လည်းဘက်ဖက်ရင်ဘက်ကအောင်တက်ပါတယ်အဲ့ဒါပြီးရင်တော့သူ့ထက်အောက်ထက်ကိုဆက်ပြီးစဉ်းစားရင်တော့အဆုပ်ပေါ့နော်အဆုပ်ရောင်နဲ့အဆုပ်ထဲမှာပိုးရှိရဲ့လေပြိုနေရောင်နေဆိုရင်လည်းဒီဘက်ဖက်ရင်ဘက်ကအောင်တက်ပါတယ်နောက်ထပ်တစ်ခုထူးထူးဆန်းဆန်းတစ်ခုရှိတာတော့ဗာလဲဆိုရင်ခါဒီအဆိုင်အဲ့လိုဒီမှာရှိအောင်ဒါပေမဲ့အဆိုင်လေတက်တဲ့အချိန်ကြီးရဒီလိုခေါ်ပါတော့အဆိုင်လေချင်းတက်လို့ရှိရင်အပေါ်တက်လာပြီးတော့လည်းဘယ်ဖက်ရင်ဘက်ကအောင်တက်ပါတယ်ရှင်နောက်ထပ်တစ်ခုရှိတာလေ Hiatal hernia ကြောင့်လည်းသူကအောင်တက်ပါတယ် Hiatal hernia ကရှင်းပြရမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့အဆိုင်ကလေအပေါ်နဲ့ဆူထွက်လာတာကျုံပြီးတော့ကျွန်တော်တို့ဥကျုံတို့ပေါ့နော်အဆိုင်ကျုံပြီးတော့ဆူထွက်လာတဲ့လူတွေဆိုရင်လည်းအဲ့လိုအောင်တက်တယ်အဲ့လိုမျိုးလူတွေကြတော့ဘာလို့ရှောင်ရမလဲဆိုအဆက်တွေမစားရဘူးအစားစားပြီးရင်ချက်ချင်းလဲအိတ်မနေရဘူးအစားစားပြီးရင်မတရက်နေရမယ်ဒါမှမဟုတ်ရင်လမ်းလျှောက်ရမယ်နော်တနိုင်အတွင်းကိုစားပြီးရတယ်ချက်ချင်းလဲမအေးရဘူးအဲ့လိုမျိုးအနေထားနေပေးရပါမယ်အဲ့လိုမျိုးလူတွေမှာလည်းရင်ဘတ်အောင်တက်ပါတယ်ပြီးတော့ pancreatitis မှာလည်းဘယ်ဘက်ရင်ဘတ်ကိုလာပြီးတော့အောင်တက်ပါတယ် pancreatitis ဆိုတာကတော့ pancreas ရောင်တာကိုပြောတာပါသူကတော့အရက်အများကြီးလွန်ကျူးတောက်တဲ့လူတွေစီးချိုတမားတွေနဲ့အစာချေလမ်းကြောင်းမကောင်းတဲ့လူတွေမှာဖြစ်တတ်ပါတယ်ရှင်နောက်ထပ်တစ်ခုကတော့အသက်ကြီးတဲ့လူတွေရဲ့စီးချိုတမားတွေတူတူတမားတွေအစီများတဲ့လူတွေဆိုရင်နော်ဖြစ်နိုင်ချေကတော့ဘယ်ဘက်ရင်ဘက်ကနှလုံးပေါ့နော်နှလုံးရောင်နဲ့နှလုံးကြွက်သားတွေကြီးရဲ့နှလုံးမှာတခုပြဿနာရှိရင်လည်းဘယ်ဘက်ရင်ဘက်အောင်တက်ပါတယ်ရှင်ဒီရုံအကြီးပေါက်တဲ့လူတွေနဲ့အဆုတ်ကင်ဆာသမားတွေမှာလည်းဘယ်ဘက်ရင်ဘက်အောင်တက်ပါတယ်အဲ့ဒီတွဲမချောစုခိုင်အနေနဲ့အပေါ်မှာရှင်းပြထားတဲ့အတိုင်းပေါ့နော်ကိုကဘာနဲ့ပို့ပြီးတော့တူနေတယ်ဆိုတာကိုကိုပြီးစဉ်းစားပြီးတော့သက်ဆိုင်ရာဆရာဝန်နဲ့ပြပြီးအမြင်ဆုံးပြောက်ကင်းနိုင်ပါစေကျေးဇူးတင်ပါတယ်ရှင်